1386ခုနောက်တစ်ခုလာပြီးကျော်တရက်2025ခုဧပြီလ13ရက်တန်လေးမြို့ဘိုလ်ချုပ်တော်တန်လေးတော်ရကမ္မထံကျောင်းတိုင်း24ကြိမ်မြောက်ပြုလုပ်အပ်သောသင်္ကြန်ကာလဝိပဿနာကမ္မထံ9ရက်ကျင့်သုံးခြင်းပထမနေ့ညဓမ္မသဘင်တရားဟောတရားကယရဏတရားပဏာမဖြင့်စတင်ရအောင်အားလုံးလိုက်ဆိုရဉာဏ်တော်သခင်ဘုရားရှင်ဘုဒေရှိခိုးပါ၏ဘုရားဉာဏ်တော်သခင်ဘုရားရှင်ဘုဒေရှိခိုးပါ၏ဘုရားချမ်းသာပိဒတရားမြတ်စိကပူဇော်ပါ၏ဘုရားချမ်းသာပိဒတရားမြတ်စိကပူဇော်ပါ၏ဘုရားတရားဆောင်ထားသံဃာအားဝတ္တဝပူဇော်ပါ၏ဘုရားတရားဆောင်ထားသံဃာအားဝတ္တဝပူဇော်ပါ၏ဘုရားယောဂီအမြတ်ဉာဏ်လေးကထိတ်ဖြာတတ်နိုင်ကြပါစေယောဂီအမြတ်ဉာဏ်လေးကထိတ်ဖြာတတ်နိုင်ကြပါစေကိလေသာယုတ်ဉာဏ်ဓာတ်ခေါ်ပြုတ်ပြုတ်ပြုံးအောင်ချွေနိုင်စေကိလေသာယုတ်ဉာဏ်ဓာတ်ခေါ်ပြုတ်ပြုတ်ပြုံးအောင်ချွေနိုင်စေဖြစ်ပြက်နှပြချုပ်ဆုံးလာပေါ်လာနိဗ္ဗာန်ပဲဖြစ်ပြက်နှပြချုပ်ဆုံးရာပေါ်လာနိဗ္ဗာန်ပဲနိဗ္ဗာန်တအေးငြိမ်ရာကိုယ်ကပြောနိုင်စေနိဗ္ဗာန်တအေးငြိမ်ရာကိုယ်ကပြောနိုင်စေသဗ္ဗိတိယောဝိဝဇန္တုသောကရောဂဝိနန္တန္တုမာဝဘဝတောတရယဒုက္ခိတိကာယုကဘောသာတဝနှလုံးပြောပြောင်းသူတော်ဘာအပေါင်းတို့ဒုံမေဟိနေသူတော်ဘာအပေါင်းတို့ရဲ့တဏ္ဍမသဗ္ဗိတိယောအနိဋ္ဌဝိပညိရှသဘောဥပ္ပဒဝမန္တမြတို့သည်ဝိဝဇန္တုမိစ္ဆာဗတ္ထယေမနတကဲ့သို့လျောကြကင်းစင်ဝိစွာကျင့်ကြပါစေသောငါသသောစိတ္တသောသနာသသောဒေါမနဆိုလည်းဘူဝညုမိန်ကိုအချိန်ဤဟူသောဆိုရင်သောကဘုံသမျှတို့သည်၎င်းရောဂါသသကုသောဒါသတိအမျိုးမျိုးဆိုဆိုရွာရွာယောဂအပေါင်းတို့သည်၎င်းဝိနန္တတုနေကြီးကြရောက်နေပြောက်လို့ကင်းစင်သွချောင်ကြပါစေဒေနံဘာကံသင်္သရောကအမောင်တို့အန္တရာယဘုဒ္ဓဘုဗ္ဗအန္တရမှန်သမျှတို့သည်မာဘဝတို့ဖြစ်ဟောင်းကိုပြည့်ဘယ်ခါခေတ်မှာတရစ်ပတ်မှပြစ်မထားပဲမြစ်ပြလုံးစုံမဖြစ်ပါစေကုန်သတည်းဒုံမေသင်္သရောအမောင်တို့သည်သူခီကိုစိတ်နှပြသို့အိဆာဖြင့်ပြည့်ကကျွဲဝချမ်းသာကြကုန်လျက်ဒီသာယုကအာယုကလုံးဆုံးလင်္ကစား ဒ
မိမိတို့စေဖို့အထုအပ်သောကောင်းမှုကုသိုလ်တရားများကြောင့်ထပ်ပွားစွာပြီးရှည်ကြာသောအသက်ရှိကြကုန်သည်ဘဝဘဝန္တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းဒီနေ့ညဓမ္မကထာအဖြစ်မေဇိမနိကေမူလမာနန္ဒပါဠိတော်မှာလာတဲ့ပါဏရာမိသုတ်ပါဏရာမိသုတ်ကအကြောင်းအရာလေးကိုအခြေခံပြီးတော့အနှစ်ဥစ္စာရှာဖွေပါတရားဟောကြားနာကြရအောင်အနှစ်ဥစ္စာရှာဖွေပါတဲ့ပါတယ်နော်အနှစ်ဥစ္စာရှာဖွေပါပါဠိတော်မှာတော့အနှစ်လို့အဓိပ္ပာယ်ရှိတဲ့စကားနဲ့သုံးထားတာတော့မဟုတ်ပါဘူးဒါပေမဲ့မှတ်လို့လွယ်အောင်ပေါ့ပါဠိတော်မှာကြတော့အရိယပရိယေသနာနဲ့အနရိယပရိယေသနာတဲ့အဓိကဒီလက်ချက်ကိုဟောတာအဲ့ဒီထဲကအနရိယပရိယေသနာဆိုတာကရှားမိခြင်းအဲ့ဒီရှားမိခြင်းကိုပဲရှားပုံရှားပြီးအရာနှမျိုးခွဲပြီးတော့တရားကဟောတော့တစ်မျိုးကိုအနရိယပရိယေသနာအနရိယဆိုတာမမြတ်သောသူများလို့အဓိပ္ပာယ်အနရိယပရိယေသနာဆိုမမြတ်သောသူများရဲ့ရှားမိခြင်းအရိယပရိယေသနာအရိယဆိုတာမြတ်သောသူမြတ်သောပုဂ္ဂိုလ်များရဲ့ရှားမိခြင်းဒါကမြင့်မြတ်ပြီးသားဖြစ်တာကိုပြောတယ်ပေါ့အဲဒီလိုပုဂ္ဂိုလ်အကုန်လုံးကျုံဝင်အောင်ဆိုရင်တော့အရိယဆိုတာပြီးမြင့်မြတ်တဲ့အဖြစ်ကိုရောက်အောင်မြင့်မြတ်တဲ့အဖြစ်ကိုရောက်အောင်ရှာဖွေခြင်းဒါကအရိယပရိယေသနာရှားဖွေရင်နဲ့သူဒီပဲဖြစ်ကိုရောက်သွားတယ်ဆိုရင်မြင့်မြတ်တဲ့အဖြစ်ကိုရောက်သွားတယ်အဲ့ဒါအရိယပရိယေသနာသူရဲ့ကြောင်းပြန်ကြတော့ရှားရင်နဲ့မြင့်မြတ်တဲ့အဖြစ်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အခြေအနေကိုရောက်သွားအဲ့ဒါကအနရိယပရိယေသနာဒါတော့ဒီနှစ်ခုမှာဘုရားရှင်ကအရိယပရိယေသနာဖြစ်စေခြင်းတဲ့အခါကျဒီတချမ်းယူပြီးတော့မှတ်လို့လည်းအောင်အနှစ်ဥစ္စာရှာဖွေပါယေဟိသတ္တာတိဂုဏေဟိဒေဝတာဒေဝနံဂတာဒေဝိမရှံသံဝိဇ္ဇာနိအဟောမေဂုဏဝန္တတာရှားဖွေမဲ့ပုဂ္ဂိုလ်တွေဟာပုဂ္ဂိုလ်ကိုပြန်ပြီးတော့စဉ်းကျင်စဉ်းစားကြည့်ဖို့စကားချက်လေးယေဟိတတ္တာတိဂုဏေဟိဒေဝတာဒေဝနံဂတာဒေဝတာသတ္တမဟာဝဒိင်္ဂာနဲ့နတ်ရွာ6လေးပြမပြေဝဲဘုဇီစံဇာနတ်ပြမများနဲ့ဖယားပစ္စေကဗုဒ္ဓအရိယာသူမြတ်ဝိသုဒ္ဓိနတ်တို့သည်ယေဟိတတ္တာတိဂုဏေဟိသီလသတ္တာသီလမြာသုဒ္ဓနှင့်သာရမေညာဆင်လာလောက်လုံးအကျဉ်သို့သောကျေးဇူးဂုဏ်တို့ကြောင့်ဒေဝတံရောဂမကဥပမံတွေစားတော့ပွဲနေထိုင်ရင်းနဲ့
မင်းဘေးဆိုတာကိစင်ကွာလဝိသုဒ္ဓိနတ်နှင့်မြင့်မြတ်ဖြူစင်သူတို့စဉ်အဖြစ်သောဂတံယခုဘဝမှသုတေကြလည်းယံခဏမနေကရောက်ကြပေကုန်၏ဂတံမာရမီစွမ်းသလောက်စခန်းပေါက်၍ဆိုက်ရောက်တော်မူကြလေကုန်၏တေပိဂုဏဝေသုဒ္ဓိစကံကခာမြဲမှုအစွမ်းလောက်လုံးထိုကဲ့သို့သောကျေးဇူးကုန်တို့သည်မေဖယားအကြိုက်တရားလိုက်၍အားဆိုင်နှင့်လို့ဤငါဤကိုမှာတံဝိဇံဒီအမြတ်မပြတ်တတိချက်သဖြင့်မလပုံသေးထေရှားရှိပါပေကုန်၏မေဖယားအကြိုက်တရားလိုက်၍အားဆိုင်နှင့်လို့ဤငါဤကိုသည်ဘုဏဝန္ဒနာသတ္တသေလမြာတုတ္တဖြင့်သာကပညာစင်လာလောက်လုံးထိုကျေးဇူးဂုဏ်တို့နှင့်ပြည့်စုံသူ၏အဖြစ်သည်အဟောဓမ္မလောအရေးကြံကတွေ့ကစိတ်လေးပဲဖဲရှားလို့လေးလေးပင်ပင်အမှန်ပဲအဖို့တန်လာပါပေသောတကားဘုရားရှင်ရဲ့အလိုကြောင့်အနှစ်တရားရှာဖွေမယ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးမိမိကိုယ်ကိုမိမိပြန်ပြီးတော့သုံးသပ်ကြည့်တဲ့အခါဒီစကားချမ်းလေးအရာလက်ရောသူကတိအဖြစ်ရောက်နတ်ပြည်ရောက်နတ်ပြည်6ဓမ္မနာအဖြစ်ရောက်ကြတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီတဲ့ဟိုမြမ20မှာမြမအဖြစ်ရောက်ရတဲ့ပုဂ္ဂိုလ်တွေဒီအမြင်သဗ္ဗညုသမ္မာသမ္ဗုဒ္ဓအဖြစ်သို့ရောက်ရှိတဲ့ဘုရားရှင်တွေပိစေကဗုဒ္ဓသိကြသစ္စာလေးပါးကိုသိတော်မူကြတဲ့ဘုရားရှင်တွေအာလောတွေကုန်ခန့်လို့ယဟန္တာအဖြစ်ကိုရောက်ကြတဲ့ပုဂ္ဂိုလ်တွေလောကဘက်ကလောကုတ္တရာဘက်ကဟောအဲ့ဒီလိုရှိခဲ့ကြတယ်တဲ့ရှိခဲ့ကြတော့ထိုပုဂ္ဂိုလ်တွေအတိလောကနဲ့မှာချမ်းသာဒုက္ခတွေနဲ့ပြည့်စုံတဲ့နတ်ပြည်ကိုရောက်ကြ။အိုးမြမပြည်ကြတော့လည်းပဲပူပြီးတော့သူကချမ်းသာလောကချမ်းသာအနေနဲ့သူ့အောက်ကနတ်တို့ချမ်းသာတယ်ဆိုတာကကာမချမ်းသာကာမအာယုန်နဲ့ပြည့်စုံပြီးတော့ချမ်းသာကြ။ဒါကလူတွေတဲ့ပါတော့ဘာသာတယ်လဲဆိုတော့နတ်တွေမှာရောဂမကဥပမတွယ်ကျမ်းမာရေးတွေကောင်းတယ်နတ်တို့ခန္ဓာကိုဘာဘာညာညာယောဂတွေဆွဲကြခြင်းမရှိဘူးဥပမတွယ်ဟိုဘေးအန္တရာယ်ကြောင့်ရဒီဘေးအန္တရာယ်ကြောင့်ရအဲ့ဒါဘုရားကမရှိဘူးစားတော့ဖွယ်ရေးနေထိုင်ရေးနဲ့စားရင်တော့ရတော့လေပူစရာမလိုရှားစရာမလိုအလိုလိုသူကပြည့်စုံပြီးသားအစင်းနဲ့မင်းဘေးဆိုတာကင်းစင်သွားလဲရဲ့ဟောအာနာပိုင်နဲ့ပတ်သက်တဲ့ဘေးတွေလည်းပဲကင်းတယ်လူသားတွေကတော့အဲ့ဒါလည်းအကုန်စိုးရိမ်နေရလူသားတွေရဲ့ခန္ဓာကိုယ်ကြတော့ယောဂါတွေမျိုးစုံကနှိမ့်ဆက်ပြီးတော့နေကြည်ဓာတွေပေါ်သိဓာတွေပေါ်ဟောတာဘယ်အရာတွေကဘယ်လိုလာပြီးတော့ဒုက္ခပေးနေမလဲလို့ဘေးဥပဒ်တွေကိုလည်းပဲတွေးပြီးတော့ဆိုရင်နေကြရစာရင်တော်ရင်နေရင်ထိုင်ရင်ပါရင်အဲ့ဒီအတွက်လည်းပဲဆရာပွေရယုံခံရဆရာပွေယုံခံတော့လည်းအစဉ်ပြေတယ်မှပြီအဲ့ဒီကြတဲ့အာနာပိုင်တို့မင်းဘေးဆိုပြီးတဲ့ဒါရှိနတ်ပြည်မှာအဲ့ဒါမရှိဘူးလေကင်းတယ်ဒီတော့
ကာမချမ်းသာကိုအပြည့်အဝခံစားရတဲ့နေရာကြီးပဲအဲ့ဒီတဲ့အထက်သွားတော့ဘာရှိလဲမြမဆိုတာရှိသူတို့မှလည်းပဲချမ်းသာတဲ့မျိုးသူတို့ကဇာနာချမ်းသာကာမချမ်းသာဆိုတာကနတ်တို့သည်လူတွေလိုတော့သောသောကဘေးတွေမရှိပေဘူးလို့တခါမှာနော်ခိဒဗဒောတိကမနောဗဒောတိကဒီလိုအခြေအနေတွေကြုံတတ်ခိဒဗဒောတိကအပျော်လွန်ပြီးတော့သိတာပျော်စရာတွေနဲ့ပျော်ဆိုတော့တဏှတ်စာလောက်မစားမိရင်အဲ့ဒီနဲ့သိရောအပျော်လွန်ပြီးအစာမိသိတယ်တို့ခန္ဓာကိုယ်ဆာလောင်ခြင်းဆိုတဲ့ဆာမှုအမှုဒဏ်ကိုတော့မခံနိုင်ဘူးသိနုညံ့တယ်ဝမ်းမေးလောင်ရင်သိတာပဲအဲ့ဒီလိုသိတတ်ဒီအန္တရာယ်တော့ရှိနောက်တစ်ခုမနောဗရောတိကစိတ်ဆိုးမိတခါတို့လည်းပဲစီးစိမ်ပြန်ရတာရှိတာဟိုနက်ကငါတဲ့သားတဲ့ဒီနက်ကငါတဲ့သားနေပါလားဆိုပြီးအဲ့ဒါသွားပြီးစိတ်ကမနာလိုတာတွေဒေါသဖြစ်တာတွေအလိုမကျတာတွေဖြစ်ရင်လည်းအဲ့ဒီအပူကဒေါသအပူနဲ့သိတဲ့အနတ်အဲ့ဒါရှိသေးတယ်သူတို့နိုင်ရဲ့ကာမခိဒဂရောတိကမနောဂရောတိကဒီအန္တရာယ်ရှိဒါတော့အဲ့ဒါမကောင်းဘူးဆိုပြီးသိတော့ဟိုမြမဖြစ်အောင်လုပ်သွားတဲ့ပုဂ္ဂိုလ်တွေဒီကာမအာယုန်တွေလွတ်ပလိုက်တယ်စိတ်ဝင်စားတော့လူတွေနဲ့အလွန်ကြိုက်ပါတယ်ဆိုတော့အာယုန်တွေသူတို့အတွက်စိတ်ဝင်စားကြမဟုတ်တော့အဲ့ဒါတွေကင်းတဲ့ဇံအာယုန်နဲ့နေနိုင်တော့တဲ့ဆွမ်းရည်တတိပို့ပြီးတော့ချမ်းသာအဲ့ဒါကနေဒီလောကနယ်ကနေပြီးတော့ဒါတွေဟာအနိစ္စသဘောတရားကမလွန်ဆန်းနိုင်ဘူးဒုက္ခနယ်မှာပဲရှိတယ်အတ္တလည်းမဟုတ်ဘူးအနတ္တတရားတွေဖြစ်တယ်ဒီလိုဉာဏ်တွေပေါ်ပေါက်လာတဲ့အခါကျတော့လည်းဒီနယ်ကလွတ်အောင်ကြိုးစားသွားတော့ဗုဒ္ဓအဖြစ်ကိုရောက်တော်မူကြတယ်ဒါတော့အဲ့ဒီလိုလောကနယ်မှာကောလောကုတ္တရာဘက်မှာကောချမ်းသာဆုံးနေသူအသေးသေးရောက်သွားကြတဲ့ပုဂ္ဂိုလ်တွေဘာကြောင့်ရောက်တယ်လဲယေဟိတ္တာရိဘုနေနော်သတ္တာသီလစာကပညာဒီတရားတွေကြောင့်သတ္တာသီလမြာတုတ္တဖြစ်စာကပညာစင်လာလို့အကျဉ်သို့သောကျေးဇူးဘုံတို့ကြောင့်ဒီတရား၅ပါးအားကောင်းသွားလို့ပဲတဲ့တရားတရားတွေကောင်းတယ်တရားတရားတွေကောင်းအောင်သုတ္တတွေများအောင်လုပ်တယ်ဓမ္မသည်သုတ္တတွေများအောင်လုပ်တယ်လို့တရားတရားတွေတိုးတက်လာအောင်လုပ်တယ်တရားတရားတွေတိုးတက်လာတော့ဘာဖြစ်လဲကောင်းမှုတွေများလာတာပေါ့နော်အဲ့ဒီ၅မျိုးကောင်းမှုတွေများဖို့ပဲတဲ့ကောင်းမှုတွေအားကောင်းခြင်းရဲ့အကြောင်းပဲမိရပဲတဲ့ပဋ္ဌာန်းဥပနိဒေယပါဠိတော်မှာသတ္တဥပနိဒါယဒါနံဒေတိသီလသမာဓိယတိဥပောတဒကမံကရောတိစသည်ဖြင့်ဟောနော်ဒါနဥပ္ပါဒေတိဝိပဿနာဥပ္ပါဒေတိအဘိညာဥပ္ပါဒေတိမေတ္တာဥပ္ပါဒေတိသမာပတ္တိဥပ္ပါဒေတိညာကြီးပဲတဏ္ဍာကိုအားကောင်းလာတဲ့တဏ္ဍာကိုအမိပြုပြီးတော့ဒါနကောင်းမှုတွေလည်းပဲဖြစ်သီလကောင်းမှုတွေလည်းပဲဖြစ်ဘာဝနာကောင်းမှုတွေလည်းဖြစ်အဲ့ဒီလိုပဲသီလဥပနိဒါယဒါနံဒေတိဒါပဲဟုတ်တယ်ပညာဥပနိဒါယဒါနံဒေတိသီလသမာဓိယတိနော်စ
သာဂံဥပနိသာယဒါနတိသီလသမာဓိယတိဥပောဒရကမ္မံကရောတိဆိုတော့ဒီတရား၅ပါးအလွန်အားကောင်းရတဲ့အတွက်ဒီတရားတွေသတ္တနိလသုဒ္ဓသာကပညာဒါတွေအားကောင်းအောင်ပြုလုပ်သွားတဲ့အတွက်ကြောင့်သူတို့ရည်မှန်းတဲ့အတိုင်းတချို့ပါဖြစ်လဲနတ်ဖြစ်ကြနိုင်ဝတုဂတိသတုမာရဏပရိနာယမသုတိတာယောက်ျားစိစိတ်တွေခံစားဖို့အဲ့ဒါရဲ့အပြစ်ကိုကာမဂုဏ်ရဲ့အပြစ်မြင်တော့ယမဖြစ်အောင်လို့ဇန်နေပါတယ်ဟောဒါနဥပါဒေနီနော်ဇန်နေဖြစ်အောင်လုပ်တာလဲတတ္တံဥပါလိမာယဘာကိုပြီးလဲတရားတရားကိုမိတာသီလဥပါလိမာယသီလကိုမိရဒုဒ္ဒသာကံပညာဥပါလိမာယသရမေရဒုဒ္ဒသာကပညာဒါတွေကိုမိပြီးတော့ပဲဇာနာဥပပါဒေတိအဘိညာဥပပါဒေတိနော်ဇန်နေအဘိညာတွေဖြစ်ပေါ်အောင်လုပ်တယ်တဲ့ဇာဘိညာတွေဖြစ်ပေါ်လာတော့ဒါတွေကိုထိမ့်သိမ်းစောင့်ရှောက်တော့နေတော့ပဲရောက်သွားတယ်ဗျမ္မာရောက်သွားဘာကိုပဲအမိပြုသွားတာလဲသတ္တသီလသုဒ္ဓသာကပညာဒီတရား၅ပါးနော်အဲ့ဒါတခါသတ္တသီလသုဒ္ဓသာကပညာဥပါနိကာယဝိပဿနာဥပါဒေတိမေဃံဥပါဒေတိသမပတိဥပါဒေတိဝိပဿနာဉာဏ်ပညာတွေအထုတ်ဖြစ်ဖို့လည်းပဲဒီတရား၅ပါးကိုပဲမလုပ်ပါနဲ့သမီးပြီးပါဥပါဒေတရားပြည့်စည်အမှုအဲ့ဒီဝိပဿနာဉာဏ်နဲ့ဆင်းသက်တဲ့လို့အားကောင်းအောင်လည်းပဲဒီတရား၅ပါးကိုပဲမလုပ်ပါနဲ့သမီးပြီးပါတာပဲနော်သမီးပြီးပါတာအဲ့ဒီတရား၅မျိုးညီးနေလို့တော့နော်သမီးပြီးပါအဲ့တော့ဝိပဿနာဉာဏ်ရဲ့ဟိုစဉ်ဒီအစဉ်တစ်စဉ်တစ်စဉ်တက်သွားတိုင်းမှာဒီတရားတွေလွတ်ထားလို့မရဘယ်တရားမှတစ်ခုနဲ့တစ်ခုညီနေအောင်လုပ်သွားရတယ်အားကောင်းအောင်လုပ်သွားရတယ်ဒီတော့မှတို့တရားတွေအားကောင်းတဲ့အခါကျတော့ဟောတတိတွေကောင်းလို့မဲ့ခင်တရားတွေစုံမွားတော့နော်မဲ့ခင်တရားတွေစုံမွားတော့မဲ့ကဥပ္ပါဒေတိမဉ္ဇဉ်တွေပေါ်လာတယ်လောကုတ္တရာနယ်လည်းရောက်တယ်အဲ့ဒီမဉ္ဇဉ်တွေအစင်းစင်း၄သိန်းလောက်ပုံတော့အာလဝေါတွေပုံရဟန္တာတွေဖြစ်ဒါတော့ဒီလိုဖြစ်ရှင်းနေတာလည်းပဲသတ္တသီလသုဒ္ဓသာကပညာတဲ့ဒီတရား၅ပါးနော်အားကောင်းအောင်လုပ်သွားကြလို့တဲ့ဒီတော့ကိုယ့်ကိုယ်ကိုပြန်ကြည့်ပါတဲ့မိမိတန်တမှာဒီတရားတွေရှိပြီလားရှိပြီလားရှိနေပြီရှိပြီဆိုရင်လည်းပဲရှိတယ်လို့ရှိတဲ့အရာကိုပြောင်းမသွားအားကောင်းထိမ့်သိမ့်ထားနိုင်ပြီဆိုရင်ကိုယ့်ကိုယ်ကိုကျေနပ်လိုက်တော့တဲ့အဟောဘေကုဏဝန္တတာမေဖယားအကြိုက်တရားလိုက်ရအားဆိုင်နဲ့လို့ဤငါဤကိုမှာဘုဏဝန္တတာသတ္တသီလမြတ်သုဒ္ဓနေသာကပညာစင်လာလောက်လုံးကျေးဇူးဘုံတို့နဲ့ပြည့်စုံသူ၏အဖြစ်သည်အဟောအဟောဘွယ်ရှိပါပေသောတကားပုဂ္ဂိုလ်ကိုပြန်ကြည့်ပါအဲဒီလိုကြည့်တော့ဒီအရာတွေရှိပြီဆိုရင်အရိယာပရိယေတနာဘုရားရှင်အလိုကြအကြိုက်ဖြစ်တဲ့အနှစ်ဥစ္စာယရနာကိုရှာနေတာဖြစ်မယ်နော်ရှာနေတာဖြစ်မယ်ဒါကြောင့်ဧကံသမယံဘဂဝါသဝဋ္ဌိယဝိဟရတိဇေနဝနေအနာထပိဋိကတအာရမေဘုရားရှင်ကိုယ်တော်မြတ်သဝဋ္ဌိကြီးအနာတပိသတိရဲ့ဇေတဝန်ကျောင်းမှာတည်သုံးနေတော်မူတဲ့အချိန်နဲ့ဒီတရားကိုဟောတာနော်သာဝတိပြည်စေတော်ကြောင့်မှာတည်သုံးနေတော်မူတဲ့အချိန်
အတာဝတ္တမဟုလာဘေကုယေနအာယတမအာနာတောဒေနုပသင်္ကမေအဲ့ဒီအချိန်အခါမှာသာဝတိမျိုးရဲ့ဘေးပတ်ချာလဲမှာလည်းပဲရွာတွေမှာဝါဆိုဝါကပ်ပြီးတော့တရင်သုံးနေကြတဲ့ယဟန်တော်တွေအများကြီးရှိကြတယ်တည်ဝါလာကျွတ်ပြီးဆိုရင်တို့ယဟန်တော်တွေဟာဘုရားရှင်ရှိရလာကြတယ်ဘုရားရှင်ကိုဘုံမျိုးပြီးတော့တရားရှောက်ကြဖို့ကမ္မထံအတိတ်တွေတောင်းကြဖို့ရထားတဲ့တရားတွေရှောက်ထားကြဖို့ဖြစ်ပေါ်နေတဲ့သံဃာတွေကိုမင်းငယ်ရှောက်ထားဖို့ဒီအတွက်သူတို့ဘုရားရှိလာကြအဲ့တော့ဒီအရင်သာဝတိပြီစုပေါင်းပြီးတော့ရောက်လာတော့ထိုအချိန်နဲ့ဘုရားရှင်ကသာဝတိမြို့တဲ့ဆွမ်းခံကြွနေတဲ့အချိန်ဖြစ်ဘုရားတော်ပါလေဘယ်နှငါမှမပါဒီတော့ကျောင်းမှာအရှင်အာနန္ဒာကကြံခဲ့ရှင်အာနန္ဒာကြံခဲ့တော့ဒီကနေရှင်အာနန္ဒာနဲ့သွားတွေ့ရှင်အာနန္ဒာကဘုရားနဲ့ပတ်သက်ရအကုန်လုံးရှင်မပေးနိုင်တယ်ဆိုတော့ရှင်အာနန္ဒာကိုသွားတွေ့တယ်သူတို့ရှင်အာနန္ဒာကိုတောင်းဆိုကြငါရှင်အာနန္ဒာတဲ့တို့ဘုရားရှင်နဲ့မတွေ့မဘူးရတာကြာပြီဘုရားရှင်ရဲ့မျက်မှောက်ကအထံကနေတရားမနာရတာကြာပြီဒါကြောင့်တရားနာခြင်းနဲ့အာနန္ဒာဘုရားထံကတရားနာခွင့်ရအောင်ဒါတို့ကိုကူညီပေးပါဘုရားရှင်ကြီးကတရားနာလို့ပါတယ်ဒီလိုပြောတော့ရှင်အာနန္ဒာကဒီရဟန်းတွေဒေနာဟိတဲ့အာယသမန္တောအာယသမန္တာယေနရမကတဗျမနတအလမောတေနုပသင်္ကမထာရှင်ဘုရားဒီလိုဆိုလို့ရှိရင်မြို့ရဲ့အရှိဘက်ဥပ္ပါယုံကျောင်းဥပ္ပါယုံကျောင်းဆိုတော့သာဝတိမြို့ရဲ့အရှိဘက်မှာရှိအဲဒီဥပ္ပါယုံကျောင်းရဲ့အရှိတောင်ဘက်နောက်နားမှာအစိရဝရီမြေကမ်းပြီးဘာရှိလဲဆိုလို့ရှိရင်ရမကအမည်ရှိတဲ့ပုံနာရဲ့ကျောင်းဝိုင်းကြီးရှိတယ်ဒီဗြဟ္မဏတွေကလည်းအေးအေးဆေးဆေးအဲဒီကမှတရားအားထုတ်ခြင်းလို့ဘာလို့ညာလို့သူတို့နည်းသူတို့ဟာနဲ့အဲဒီလိုကျောင်းဝိုင်းနေကျောင်းသင်္ကန်းနေခံစင်းတည်ထောင်ထားတာရှိတယ်အဲ့ဒီနေရာကိုရှင်အာနန္ဒာကထွက်တယ်ရှင်ဘုရားကရမကပုံနာရဲ့ကျောင်းသင်္ကန်းရှိတယ်ရှင်ဘုရားကတရားနာခြင်းရင်တဲ့အဲ့ဒီကျောင်းသင်္ကန်းကသွားပြီးတော့စောင့်နေပါရှင်အာနန္ဒာဘာကြောင့်ဒီလွတ်တယ်လဲဆိုတော့ဘုရားရှင်ရဲ့အလေးအကျဉ်းကသာဝတိမှာကဇေတဝန်ရဲ့ဥပ္ပါယုံရဲ့ကျောင်းတစ်ကျောင်းအဓိကအဲ့တော့နန်းနဲ့ပိုင်းဇေတဝန်မှာတရင်သုံးပြီးတော့ထွက်ကြွသွားရင်နေ့လယ်ပိုင်းကျတော့ပုဗ္ဗာယုံဘုရားကြွဇေတဝန်ပြန်မကြွအောင်နန်းနဲ့ပိုင်းပုဗ္ဗာယုံမှာတရင်သုံးတယ်ဆိုရင်အဲ့ဒါသုံးခံကြွပြီးတော့နေ့လယ်ပိုင်းဆိုရင်ဘုရားရှင်သာဝတိမှာဇေတဝန်မှာတရင်သုံးဒီလိုလေးကရှိတော့ဒီနေ့ဘုရားရှင်ဘယ်ကနေထွက်ကြွတယ်ဆိုတော့သာဝတိကဇေတဝန်ကနေကြွဒီမှာကျောင်းကနေပြုတယ်ကိုကြွဒါဆိုလို့ရှိရင်ဘုရားရှင်နေ့ပိုင်းဘယ်မှာရောက်မလဲဆိုရင်ဝိသခာရဲ့ပုဗ္ဗာယုံကျောင်းမှာဘုရားရှင်တရင်သုံးမယ်နေ့ပိုင်းတရင်သုံးပြီးတော့ညနေပိုင်းကျတော့ဘုရားရှင်ကအဲ့ဒီအစိရဝရီမြေကမ်းမှာရေသုံးသတ်လို့မူတတ်တယ်ညနေကျမ်းဒါကိုရှင်အာနန္ဒာကပြီးတော့အဲ့ဒီစေရဝရီမြေနာသောသောကရမကပုံနာရဲ့ကျောင်းသင်္ကန်းနဲ့နီးတဲ့နေရာအဲ့ဒီနေရာမှာဘုရားရှင်ရေချိုးတော်မူတတ်တော့အဲ့ဒီကသွားဆောင်လေးရှင်ဘုရားတို့တရားနာခြင်းတော့လိုက်ရှင်အာနန္ဒာကဘုရားရှင်ရှိရာပုဗ္ဗာယုံကိုလိုက်သွားညနေကျရောက်တော့ဘုရားရှင်ကလည်းပဲရှင်အာနန္ဒာနဲ့အတူအစိရဝရီရှင်အာနန္ဒာကိုခေါ်ပြီးတော့အစိရဝရီမြင့်မှာရေသုံးသတ်တော်မူရေသုံးသတ်ပြီးတော့
ခန္ဓာကိုယ်မှာဆူဆွနေတဲ့ရည်လေးများ6ခု6တွေ့သွားအောင်ဆိုပြီးတော့ဘုရားရှင်နည်းနည်းလေးနေပြအဲ့ဒီအချိန်ဉာဏနာကရှောက်ထားတယ်ဘုရားရှင်မြတ်စွာဘုရားတဲ့ရမကပုံနာရဲ့အကြောင်းသင်္ကန်းကိုကြွပြီးတော်မူပါဗျာသာဓုဗန္တိဘဂဝါယေနရမကသဗ္ဗမနသာအာမမောဒေနုပမေကမတုအနုကမ္မဥပါဒာယရမကပုံနာရဲ့အကြောင်းသင်္ကန်းကိုကြွပြီးတော်မူပါဗျာအဲ့ဒီအကြောင်းသင်္ကန်းမှာဘုရားရှင်ထံကတရားနာလူလို့စောင့်နေကြတဲ့တောနေယဟန်များစွာရှိပါတယ်ဗျာထိုတောမှာနေကြတဲ့တောနေယဟန်များငဲ့ညာမနာဖောက်ရှောက်သောအပြင်မြတ်စွာဘုရားရမကလည်းကျောင်းသင်္ကန်းကြွတော်မူပါဆိုတော့ဘုရားလျှောက်တော့ဘုရားရှင်ကလည်းကြွအဲ့ဒီရမကဗျမနာကျောင်းသင်္ကန်းရောက်တော့မှတောနေယဟန်တွေနဲ့တွေ့သာရဏီယသက္ကာများမေးပေါ့သစ္စိရမဏီယံသစ္စိယပဏီယံစသည်ဖြင့်ဒီတော့ဒီမှာကြီးလိုက်တော့ဘုရားရှင်တွေတို့ယဟန်တော်များဘယ်လိုတရားဟောရမလဲစဉ်းစားတော့မူလိုက်ထင်တယ်နော်ဒီယဟန်တွေဟာတရားနာခြင်းလို့လာကြတယ်ယဟန်ဝကြတယ်ရှာဖွေပြီးတော့နေကြတယ်ဒီတော့သူတို့ရဲ့ရှာဖွေမှုနဲ့ပတ်သက်လို့ငါဘယ်ရတရားဟောမှာပဲဆိုပြီးအဲ့ဒီပရိယေသနာနှစ်မျိုးတရားဟောတယ်ဒွေပေဘိက္ခဝေပရိယေသနာဘိက္ခဝေယဟန်တော်နဲ့ဥစ္စေသားတို့ဘိက္ခဝေသံဃာအရေးကိုဘေးလို့ရှုမြင်ကြတဲ့သူတော်ကောင်းအပေါင်းတို့ပရိယေသနာရှာမိခြင်းတို့သည်ဤမှာတွေ့ဤနှစ်ပါးတို့ပါပေ၏လောကမှာတတ္တဝါတွေရှာဖွေနေကြတာနှစ်မျိုးပဲရှိပါတယ်တဲ့ဟုတ်ဘုန်းကြီးတို့တို့လည်းပဲနေ့စဉ်မရှာရဘူးလားရှာရတာဘာဖြစ်လို့ရှာရလဲဒီခန္ဓာကိုယ်ကြီးရထားလို့ရှာဘူးနော်ခန္ဓာကိုယ်ကြီးကရတာရတာတဲ့ခန္ဓာကိုယ်ကလည်းလူသားခန္ဓာကိုယ်ဖြစ်နတ်ခန္ဓာကိုယ်မဟုတ်ယမခန္ဓာကိုယ်မဟုတ်ဘူးအဲဒီတော့လူခန္ဓာကိုယ်ဖြစ်တဲ့အခါကျနော်လူခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေအရာပဲတဲ့မရှာလို့မနေလို့မရဘူးရှာဖွေပြီးတော့နေကြရဒါကြောင့်အရှာသမားတွေကြီးပဲဘောတတ္တဝါအလုံးဟာရှာဖွေနေကြတဲ့အရှာသမားတွေကြီးပဲဘယ်သူကရှာခိုင်းတာလဲဆိုရင်ခန္ဓာကရှာခိုင်းတာဟုတ်လားအဲကြောင့်ကဘာတလွားအရှာသမားအများတတ္တဝါကဘာတလွားကြည့်လိုက်ရင်ဘယ်နေရာဘယ်နိုင်ငံဘယ်ဌာနဘယ်လူမျိုးပဲကြည့်ဘာလုပ်နေကြတာလဲရှာဖွေပြီးနေကြရတာဘာကြောင့်လဲခန္ဓာရတာလည်းပဲဖြစ်လို့လူတွေတင်လားဆိုတော့ဟုတ်ဘူးနော်တိရစ္ဆာန်တွေလည်းရှားနေကြရတာနတ်တွေလည်းရှားကြရတာရှားစရာမတူတာပဲကွာရှားနေကြရတာဒါကြောင့်ကဘာတလောရှားသမအများတတဝါအကာရှာလအကာရှာသူအနှစ်ရှာသူနှလူဝဲကြပါတချို့ကအကာကိုရှာကြတယ်နော်တနည်းအားဖြင့်ရှာနေတာတွေဟာအကာကြီးပဲရှာမိနေကြတယ်ပေါ့တချို့ကြတော့ဘာကိုရှာမိကြလဲအနှစ်ကိုရှာမိကြတယ်တဲ့ဒါကြောင့်အနရိယာသပရိယေသနာအရိယာသပရိယေသနာကတ္တမတွေရှာမိခြင်းနှစ်ပါးတို့ဆိုတာသည်ပရိယေသနာရှာမိခြင်းတွေဆိုတာသည်ကတ္တမအဘယ်ဒီတို့ဒီဘယ်လိုဟာတွေလဲအနရိယာသပရိယေသနာမမြင့်မြတ်သောမမြတ်သောပုဂ္ဂိုလ်တို့ရဲ့ရှာမိခြင်း၎င်းဝါအကာကိုရှာမိနေခြင်း၎င်းအရိယပရိယေသနာသမြတ်သောရှာမိခြင်း၎င်း
ဝါမြတ်သည်အဖြစ်ကိုရောက်စေတတ်သောရှာမိခြင်း၎င်းဝါအနှစ်ကိုရှာမိခြင်း၎င်းဣမာတွေဤနမတို့ဘာဝေဒီဤတို့ဩဇတိမုတ်ချသိမ့်သည်ဆိုအပ်ပါပေသတည်းဒါတော့ယဟန်တို့တဲ့လောကကြီးဟာရှားဖွေနေကြတဲ့အရှာသမားတွေကြီးပဲရှင်သာယဟန်တို့သင်တို့လည်းရှားဖွေနေကြတာပဲနော်ရှားတုံးရှားစေပဲအဲ့ဒီအထဲကကိုရှာနေတဲ့အရာကိုယ့်ရဲ့ရှာမိခြင်းဟာအရိယပရိယေသနာမြတ်သောရှာမိခြင်းလားသို့မဟုတ်အနရိယပရိယေသနာမြတ်သောရှာမိခြင်းနဲ့ဆန့်ကျင်ပဲများဖြစ်နေသလားအဲ့ဒါရှင်းသားတွေစမ်းစစ်ကြခွဲခြားနိုင်ဖို့ဘုရားဟောပြနော်ဒီတော့မှအနရိယပရိယေသနာကတမသအနရိယပရိယေသနာမမြတ်သောရှာမိခြင်းသို့မဟုတ်အကာကူပဲရှာမိနေတယ်ဆိုတာဟာဘယ်လိုဟာလဲဆိုတော့အဒနာဇရာဓမ္မောသမနောဇရာဓမ္မယေဝပရိယေသတိအယံဟောသတိဘိက္ခဝေအနရိယပရိယေသနာအဒနာဗျာတိဓမ္မောသမနောဗျာတိဓမ္မယေဝပရိယေသတိအယံဟောသတိအနရိယပရိယေသနာအဒနာမရဏဓမ္မောသမနောမရဏဓမ္မယေဝပရိယေသတိအယံဟောသတိအနရိယပရိယေသနာမမြတ်သောရှာမိခြင်းသို့မဟုတ်ရှာနေတာမမြတ်တဲ့ဘက်ကိုရောက်သွားထိုးကြသွားတဲ့ရှာမိခြင်းမျိုးဘုရားရှင်အဲ့ဒီမှာပြောတယ်အဒနာမိမိတို့ကိုယ်တိုင်ကဇရဓမ္မောဆွေးတတ်တဲ့သဘောမြင့်တတ်တဲ့သဘောဟောင်းတတ်တဲ့သဘောအိုးတတ်တဲ့သဘောတွေရှိနေသည်ဖြစ်ပါလေရဲ့ဇရဓမ္မယေဝဆွေးတတ်တဲ့သဘောအိုးတတ်တဲ့သဘောမြင့်တတ်တဲ့သဘောဟောင်းတတ်တဲ့သဘောတို့ကိုသာလည်းပရိယေသတိနေတိုင်းရှာမိပြီးတော့နေတတ်လေအာနန္ဒမိမိတို့ကိုယ်တိုင်ကဗျာတိဓမ္မောနာတတ်တဲ့သဘောအခါရခက်တဲ့သဘောတွေရှိနေသည်ဖြစ်ပါလေဗျာတိဓမ္မယေဝနာခြင်းခိုက်ခဲဖြစ်တဲ့သဘောတွေကိုသာလည်းပရိယေသတိရှာမိနေမိပါ၏အာနန္ဒမိမိတို့ကိုယ်တိုင်ကမရဏဓမ္မယေဝဂုံတတ်တဲ့သဘောပြတ်တတ်တဲ့သဘောပြိုကွဲတတ်တဲ့သဘောသိတတ်တဲ့သဘောတွေရှိနေသည်ဖြစ်ပါလေမရဏဓမ္မယေဝပြိုတတ်တဲ့ပြတ်တတ်တဲ့ဂုံတတ်တဲ့သိတတ်တဲ့သဘောတွေကိုသာလည်းပရိယေသတိရှာမိနေတတ်ပါ၏အယံဤသို့ဟောတတ်တဲ့သဘောနာတတ်တဲ့သဘောသိတတ်တဲ့သဘောတွေကိုရှာမိနေမိခြင်းကိုအနရိယပရိယေသနာမမြတ်သောရှာမိခြင်းဟု၍ဟောသတိကောင်းစွာမကွေဆိုအပ်ပါပေသတည်းအနရိယပရိယေသနာဆိုတာတွေ့ပြီကိုခရနော်ကိုယ်တိုင်ကလည်းဘာသဘောတွေဖြစ်နေတာလဲကိုတတ်တဲ့သဘောဟောမိမိတို့ရတတ်တဲ့ခန္ဓာကိုယ်ကြီးဟာမအိုတတ်တာလားအိုတတ်တာလားဆိုတော့ဒီအိုတတ်တာအိုတတ်တဲ့အတွက်ကြောင့်နော်အရွယ်ကြီးကြည့်လိုက်တဲ့အခါကျတော့တဖြည်းဖြည်းနဲ့နုပြိုလာတာလားရုပ်နဲ့ရောလာတာလားဒီရုပ်နဲ့ရောလာဟုတ်လားရုပ်နဲ့ရောလာအဲ့ဒီမှာအချိန်အကြာအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်10နှစ်ဟုတ်လားကိုပြန်ပြီးတော့ရောက်ခဲ့တာလည်းပြန်ပြီးပြပိုင်းပြီးတော့စိတ်ကူးပြီးပြန်စဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီ10နှစ်ဟာတူရဲ့လားဆိုတော့ဒီခန္ဓာကိုယ်ကြီးမတူဘူးနော်တဖြည်းဖြည်းနဲ့
နုပြုံမှုတွေဟာဘာဖြစ်လာတာလဲရော့ကြပြီးတော့လာဟုတ်လားရော့ကြပြီးတော့လာတာ10နှစ်ပေါင်းများစွာများဖြစ်လာရင်ပူပြီးတော့ထင်ရှားမလာဘူးလားဟန်ဒိသတာဝလိတသာဟုတ်လားသွားတွေကလည်းကျူးနော်အရေးတွေကလည်းတွန်းဆံတွေကလည်းဖြူဒါတွေကပို့ပြီးတော့ပေါ်လွင်ထင်ရှားအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဦးနေလို့ဘာဖြစ်လို့လဲဦးနေလို့ခန္ဓာရထားတဲ့ပုဂ္ဂိုလ်တိုင်းရဲ့ဒီခန္ဓာရဲ့သဘောဟာဒီအတိုင်းပဲသွားတယ်အဲ့ဒီလိုသွားနေပါရဲ့တဲ့မိမိတို့ရှာမိနေတာဘာတွေရှာမိနေတာဥဒ္ဒတ်ဓာတွေကိုပဲရှာမိနေမယ်ဆိုရင်ဟုတ်လားရှာနေတာတွေဟာတကားတဲ့ဥရာတွေကိုပဲကြားပြီးတော့ရှာမိနေမယ်ဆိုရင်အနရိယပရိယေဒနာပဲတဲ့ခင်ဗျာမမြတ်တော့ရှာမိခြင်းပဲကိုယ်တိုင်ကလည်းကိုရှာနေတာကလည်းဥဒ္ဒတ်ဓာအဲ့လိုအလားတူပဲဒီကိုယ်ခန္ဓာကိုကြည့်ကြည့်လိုက်တော့အတ္တနာဗျာတိဓမ္မောသဗ္ဗံမောနာကျင်ခံခဲ့မှုကအမြဲတမ်းမနှိမ့်ဆက်ဘူးလားနှိမ့်ဆက်တယ်နာကျင်ခံခဲ့မှုသေးသေးလေးတွေကိုတော့ဘုန်းကြီးတို့အတတ်နိုင်တယ်လို့ဘာတွေနဲ့ပယ်ဖြောက်တယ်လဲသွားရထိုင်လျောင်းဣရိယာပုဒီမျိုးပြောင်းပြီးတော့မလုပ်နဲ့ဖုံးမွယ်တယ်ပေါ့နော်ဖုံးမွယ်တယ်ဟုတ်လားထိုင်တာကြလို့နာလာတော့ထားတယ်မတ္တရနဲ့ယတ္တကြရင်လည်းနာလာပဲနာကျင်လာပဲနာထုံလာပဲနာပဲဒီတော့ဘာလို့ရလဲလမ်းလျှောက်ရတယ်ရှောက်ပါများတော့ဘာဖြစ်လာလဲနာလာတယ်ကျင်လာတယ်ခြေပေါ်တယ်နာတယ်ညောင်းလာတယ်ဟုတ်လားအဲ့တော့ဘာဖြစ်လဲလို့ပြန်ထိုင်အောင်ပဲမေတ္တာအေယုပဲအကြာကြီးအိပ်ပြန်တော့လေတနေ့တဘုံကနဲ့အိပ်လို့မရလည်းဟိုပဲလူလိုက်နေပဲလူလိုက်ဒီတော့ခန္ဓာကိုယ်မှာရှိနေတာကအခါရခက်မှုနာကျင်ကြိုက်တဲ့တောင့်တင်းအောက်အင်းဒါတွေပဲရှိနေတာနော်အဲ့ဒါတွေကဘာသဘောတွေလဲญาတိသဘောတွေပဲသို့တော့အဲ့ဒါကိုဣရိယာပုနဲ့ဖုံးပြီးတော့လေနေလာကြရတာဟုတ်လားတခါမှာဣရိယာပုကမနိုင်ရင်ဘာတွေပူရမလဲဆေးဝါးတွေမပူရဘူးလားပူရတယ်ဒါကအဲ့တော့ဆေးဝါးတွေနဲ့လည်းပဲကြာတော့မတတ်နိုင်နော်ဆေးဝါးတွေဘယ်လောက်ကောင်းလဲပြောပြမတတ်နိုင်အာဟာရတွေဘယ်လောက်ပဲပန်းမှုမရဒုရနာရသက်သာယုံပဲရှိတယ်မပြောက်ဘူးနော်ခါရနာရဟောသက်သာတယ်လို့တော့ရှိတယ်မပြောက်ဘူးဟုတ်လားအဲ့ဒီလိုမပြောက်ဘူးဆိုတဲ့အနေအထားပဲရောက်တော့ဘေးလူတွေကကြံမေဒါလေးလုံးပါလားဒုနာလည်းဒီလိုလေးလုံးလိုက်ပါလားပြောတာအဲ့မဲ့ခဏပဲတဲ့သက်သာယုံအဲ့တော့ရင်းတော်ကတပည့်လေးတယောက်သိကြတဲ့သမကနေရာစကန်သွားရင်လည်းရင်းတော်ဝင်တော့ကြောင်းလာပြီးတော့တွေ့ရင်သူ့အမေရဲ့ကျမ်းမာရေးကောင်းစေနေတာဗျာအသက်80ကျော်80လား83လားမသိဘူးရှိတော့စီးကြိုတော့သွေးတိုးကရှိတယ်တဲ့နှလုံးကမကောင်းဘူးတဲ့ပေါင်ဒိတ်ကလည်းပဲနဲ့တဲ့ဖြစ်နေတယ်တဲ့ဒုကလည်းပဲဆန့်လို့ကောင်းမရဘူးတဲ့နော်အများကြီးအဲ့ဒါသူပြောတာကြာသေးဘူးတဲ့လို့ပြီးတော့မိတ်လာဒုကိုစေကံပြ9ရက်လောက်15သိန်းလောက်တော့ပုံတယ်တဲ့အဲ့ဒါကိုဘာလို့ရမလဲဆိုတော့ဆရာဝန်နဲ့တိုင်ပင်တော့အနာသက်တာတဲ့တစ်နှစ်စာအနာသက်တာပဲဈေးတော့ကြီးမယ်လို့ပြောတယ်တဲ့အဲ့ဒါထိုးလို့ရတယ်ပြောပြီးတော့ထိုးမယ်ဗျာအမေကိုကောင်းစေချင်တာဗျာကောင်းလေပတ်စံကုန်လာရေးမကြည့်ပါဘူးဗျာတဲ့ပြီးတော့အမေကောင်းစေချင်တာဟာအမေအဲ့ဒါဆိုရင်တော့လိုရလို့ပြီးပါဘာဖြစ်လို့လဲ
ဒီခန္ဓာကိုယ်ကြီးကကြာလာတာနဲ့ကောင်းလာတာမရှိဘူးနော်ခန္ဓာရဲ့သဘောကိုမသိတာတော့ဟုတ်လားဟုတ်တယ်ကောင်းလာတဲ့ခန္ဓာကိုဘယ်သူခန္ဓာကိုရှိမှာမရှိမတတ်နိုင်တာပဲသတ်တာအောင်လုပ်ပေးတယ်ဒါပဲရှိမယ်နော်ကောင်းဖို့တော့မပြောလဲနဲ့ဒါပဲလို့လဲဆိုတော့သိခံရမှာဆိုတော့ကလေးတွေဆိုတော့ပဇာလေးတွေကောင်းကြခိုင်ကြဝေစုကောင်းကျိုးစားပြီးတော့မှုဝေဟောကောင်းမလားကောင်းမလားစိတ်တွေကမကောင်းတို့အမေကလေးဖြစ်တယ်အဲ့တော့ကောင်းဖို့မပြောလဲနဲ့မပြောလဲနဲ့ဆိုတာခန္ဓာရဲ့သဘောကိုနားလည်ခန္ဓာရဲ့သဘောကဥနာသေးဒါဖြစ်စီနော်နာဖို့ရတဖြည်းဖြည်းပါဖြစ်လာရတာအိုးလာရတာဟုတ်တယ်အိုးလာလို့နာတာဟုတ်နော်ဘုံမှုတွေကများဆိုတော့ဆွေးလာပြီးမခိုင်တော့ဘူးမြေ့လာပြီးဆိုတော့သူကဓမ္မခံနိုင်တော့နာလာဒါကြီးကိုပြောက်အောင်လုပ်လို့ကောင်းအောင်လုပ်လို့မရတော့ဘူးအဲ့ဒါကိုဘာလို့လို့ရတယ်သက်သာအောင်နော်အနာသက်သာအောင်သက်သာနေတဲ့ဇေဝတွေပြင်းဇေဝတွေလုပ်ပြီးသစာအာဟာရတွေစားနိုင်လို့ရှိရင်ကောင်းတာတွေကျွေးအာဟာရဖြစ်မဲ့ဟာတွေဒါပဲလို့ပြီးတော့မှစိတ်နှလုံးလေးကြီးအောင်တရားတွေပါတွေဖွင့်ပေးတတိလေးကောင်းလို့စိတ်လေးကောင်းလို့အဲ့ဒီလိုလုပ်ပေးနိုင်တာကိုလည်းဝမ်းသာလို့ကျင့်တတ်အဲ့ဒါသူပြောရတယ်နည်းနည်းလေးသဘောပေါက်ဒါကြောင့်ခန္ဓာဟာနာမှုဘလောက်ပဲဣရိယာပုဒ်တွေစေဝါတွေနဲ့ဖုံးွယ်ကြာလေဖုံးလို့မရတယ်ပဲနော်နာတာပဲအဲ့တော့ကိုယ်တိုင်ကဒီနာတဲ့သဘောကြီးဖြစ်နေပါရဲ့နဲ့ရှာဖွေးနေတာတွေကနာတတ်တာတွေကိုရှာနေမယ်ဆိုရင်အနရိယပရိယေတနာအကာကိုပဲရှာနေတာဟောတဲ့ဒီကဟုတ်ဟောနောက်ဆုံးနာပြီးရင်ဒီခန္ဓာကြီးရဲ့သဘောကဘာဖြစ်မလဲသိမှလေနော်သိမှအဲ့တော့သိတတ်တဲ့မိမိကိုယ်တိုင်ကပူရှားနေတာကလည်းသိတတ်တာတွေကိုပဲရှာနေမယ်ဆိုရင်အကာရှာတာလားအနှိမ့်ရှာတာလားအကာရှာတာတဲ့အနရိယပရိယေတနာဘုရားနော်အဲ့ဒါအနှစ်ကိုရှာကြပါဘုရားဒီတော့တခါဘုရားနာတသေတတ်တဲ့သဘောတွေဘာတွေလဲကိုရှာနေတဲ့ဟာတွေဘုရားကအဲ့ဒီမှာထပ်ပြောတယ်ကတ္တဥဒ္ဒတိဇရာဓမ္မဥဒ္ဒတဲ့အရာဘာတွေလဲဆိုတော့ပုဒ္ဒဗရိယံဇရာဓမ္မဝဒေထဒီကပုဒ္ဒဗရိယဇနီးခင်ဘွန်သာသမီးဟုတ်လားအဲ့ဒီမိသားစုဘဝတွေဟာဇရာဓမ္မတွေပဲနော်ခင်ဘွန်ဖြစ်တဲ့လူဇနီးတွေရှာတယ်အမျိုးသမီးကခင်ဘွန်ဖြစ်တဲ့သူရှာတယ်ဆိုရင်အဲ့ဒါဘာကိုရှာတာလဲဇရာဓမ္မဥဒ္ဒထာကိုရှာတာတဲ့အဲ့တော့ကိုယ်တိုင်းကလည်းဥရကိုရှာတဲ့အရာကလည်းမအုံဘူးလားဒီဥရာပဲနော်ဒါပေမဲ့ကိုယ့်ဟာကိုယ်ကတော့အစဗရမအရှာတော်တယ်ငါသိရှာကောင်းတာပဲသိချောသိလာသိတော်တဲ့အမျိုးသမီးရတာပဲဟုတ်လားဟိုအမျိုးသမီးကလည်းပဲသိအာကိုရတယ်သိတော်တဲ့အမျိုးသားငါရှာတော်တယ်ရတော်တယ်ဒီလိုပဲလောကအနေနဲ့မယူဆဘူးလားယူဆလို့ထင်မှလို့ပဲအဲ့ဒါအကောင်းတယ်ကိုရှာရတာဟောအဲ့ဒီကနေဆင့်ပွားတော့ဘာဖြစ်လာလဲသားတွေသမီးတွေထပ်ပြီးတော့မရှာပြန်ဘူးလားဒါယရဏသမီးယရဏဝန္တာလိုက်တာဟုတ်လားနော်မမွေးဖွားခဲ့တဲ့ကတခါတည်းအမျိုးမျိုးတွေဆေခုတွေရင်ပြီးတော့ဒါမှမဟုတ်ဘုရားကအဲ့ဒါကိုဘာပြောတာအကာပဲနော်အနရိယပရိယေတနာဘာဖြစ်လို့လဲကိုတတ်တဲ့ဟာဆွေးတဲ့မြင့်တတ်တဲ့ဟာနော်တဖြည်းဖြည်းနဲ့သူ့မှာပါလာတဲ့ဖြစ်တည်လာတဲ့အရာတွေဟာအကုန်လုံးရော့ကြပြီးတော့ပျက်စီးခြင်းဘက်ကိုသွားတဲ့အရာ
အဲ့ဒီလိုပဲလုပ်ငန်းတွေကျတော့ဓာတိဓာမံဇရာဓမ္မဝတိထာလုပ်ငန်းတွေကြီးတယ်လို့အလုံးသမားတွေကြီးတွေကျွန်းတွေဒါတွေဟာလည်းပဲအိုတတ်တဲ့အရာတွေဇရာဓမ္မတွေပဲအစေလကကုက္ကုတသုကရံဇရာဓမ္မဝတိထာအတ္တိဆိုင်မွေးမြူရေးလုပ်ပြန်တော့ဟောစိတ်တွေဝတ်တွေကြက်တွေဒါတွေကလည်းပါဖြစ်တယ်ဇရာဓမ္မတွေပဲမအိုတတ်ဘူးလားအိုတတ်တာပဲနော်အိုတတ်တာမနာဘူးမနာတာဘူးလားနာတတ်တာပဲသိတယ်သိတတ်တာပဲအိုနာသိသဘောရှိတဲ့အရာတွေနော်ခါတိကဝမဝလကံဆင်းမြင်ကျွဲ့နွားဒါတွေလည်းပဲဇရာဓမ္မဗျာတိဓမ္မမရဏဓမ္မတွေပဲတံပေရကတရဇာတရူပရဇတံဇရာဓမ္မဝတိထာလူတွေလူသားတွေမတ္တဝါတွေအလုံးနဲ့တက်ကြတဲ့ဥစ္စာဒနာရွှေငွေကြောက်တံပရမများဒါတွေလည်းပါလေတော့ဇရာဓမ္မဗျာတိဓမ္မမရဏဓမ္မတဲ့မပြတ်တတ်ဘူးလားပြတ်တတ်တာပဲရွှေမြေယိုယွင်းတတ်တာပဲနော်အဲ့တော့ယန္တုမျိုး၅ပါးနဲ့ဆက်ဆံလို့လည်းပဲပြတ်တတ်သလိုဖြစ်မကောင်းလည်းပဲပြတ်တတ်တာပဲနော်ဝိရိယကြီးသိတာတဲ့ပုဂ္ဂိုလ်တွေ35ကျက်တွေပါဖြစ်ဟုတ်လား95ကျက်တွေပါဖြစ်ပြီးတော့ဟိုကစကားလေးတစ်ခုနဲ့သတ်မှတ်လိုက်တယ်အကုန်လုံးပါဖြစ်တယ်ဆက်ကိုလေးဖြစ်စကားလေးတစ်ခုနဲ့လည်းလုပ်လိုက်အဲ့တော့ဘယ်သူမှထင်မထားဘူးလေဟိုအိတ်ကြီးတွေနဲ့အလကားဆက်ကိုလေးဖြစ်မဖြစ်ဘူးထင်တဲ့ဟာတွေအကုန်ဖြစ်တော့အခုတိုက်တာအိုးအိမ်တွေလည်းအခုကြည့်လေးဖြစ်လိုက်တယ်တဘာဝတွေးနေဆိုတော့ကဲဘယ်လိုမှထင်မထားတဲ့ဟာနော်ထားပြီးတော့ဖြစ်လိုက်တော့မျိုးအဲ့တော့ဘုရားရှင်ကအဲ့ဒါတွေကရှားပွေးနေတယ်ဆိုရင်ဇရာဓမ္မယာရိဓမ္မမရဏဓမ္မဒါတွေကိုပဲရှားမိနေတာတဲ့ဒီတော့ပြန်ကြည့်လိုက်တော့ဘုန်းကြီးတို့တည်းနန္ဒရာတခွင်မှာအဲ့ဒါတွေရှားမိရင်လည်းပဲအချိန်မကုန်ခဲ့ဘူးကုန်ခဲ့တယ်ရှားမိရင်ခံစားရင်နော်ရှားမိရင်ခံစားရင်ရှားမိရင်ခံစားရင်ပြီးတော့လည်းပဲနောက်ဆုံးကြတော့ကိုယ်ကိုယ်တိုင်ကလည်းသိဆုံးอ่ะသူတို့ကိုယ်တိုင်ကလည်းပဲပြည့်စည်တတ်ဒီတော့ခွဲခွာခြင်းနဲ့ပဲဘာလို့လဲအဆုံးသတ်ကြတယ်တခါမှာသူတို့ကိုယ်တိုင်ကမိမိကိုခြံထားခဲ့နော်။ကိုကလည်းပဲတခါသူတို့ကိုခြံထားခဲ့ရတယ်။အဲ့တော့နောက်ဆုံးခွဲခွာခြင်းနဲ့ပဲခြံထားခြင်းနဲ့ပဲအဆုံးသတ်ကြရတယ်တဲ့ဒီအတိုင်းသွားတော့ဒီဖြစ်စဉ်ကြီးအတိုင်းသွားရင်ဘဝပေါင်းများစွာဒီအနေအထားနဲ့ဘယ်လိုမှအဆုံးမသတ်နိုင်တော့ပင်ပန်းမှုတွေနဲ့ပဲကြုံကြဆုံးကြရမယ်ဟုတ်လားဒါကြောင့်အကာဟုပဲအမြဲဝေရှာတန်တာစခံပင်ပန်းလာပါနော်အကာတွေကိုကြီးပဲကိုယ်တိုင်ကလည်းဩဒနာရသေတမောရှာဖွေမိနေတာကလည်းဩဒနာရသေတတ်တဲ့ဟာဒါတွေကိုပဲရှာမိခဲ့ကြတယ်ဟောအဲဒီလိုရှာဖွေရဲနဲ့သံဃာစခန်းမှာဘာဖြစ်ကြလဲအလုံးပင်ပန်းမှုတွေနဲ့ကြုံခဲ့ကြရပါတယ်တဲ့ဟုတ်လားအကာဘုပဲအမြဲဖွေရှာသံဃာစခန်းပင်ပန်းလာပါဒါကြောင့်ဘုရားရှင်ကတနှစ်ဥစ္စာကိုရအောင်ရှာဒါရဣဒဘေကဝေဘေကုဇရာဓမ္မောမဘာနောဇရာဓမ္မအာဒိနဝံဒိဋ္ဌဝံအဇရာယောဂခေမနိဗ္ဗုဒိပရိယေတတိအပြည့်မြင်အောင်အရေးကြီးပါနော်အဲ့ဒီကိုအပြည့်မြင်အောင်ကြီးအာဒနာဇရာဓမ္မောသဘာနောအာဒနာဇာတိဓမ္မောသဘာနောအာဒနာမရဏဓမ္မောသဘာနောဟောကိုပြန်ကြည့်တော့လေဩနာသေးဒီသဘောပဲရှိတယ်ဒီတော့
ကိုရှာဖွေနေတဲ့အရာတွေကလည်းပဲဘုဒ္ဓနာဒသေတတ်တဲ့အရာတွေပဲအဲ့ဒါတွေဟာဘာလဲအာဒီနဝတာယာပဲမဟုတ်တဲ့ဟာကြီးအဲ့ဒီအာဒီနဝဒိဋ္ဌဝတာယာပဲမဟုတ်တဲ့အပြစ်ကိုမြင်အောင်ကြည့်ပါနော်အဲ့လိုမြင်အောင်ကြည့်ပြီးတော့ဘာကိုရှာရမှာလဲအဇရံအဗျာတိအမတံမဥဒမနာဒမသေတတ်တဲ့သဘောကိုဘာလို့ရလဲရှာရမှာဖြစ်တယ်ယောဂခေမနိဗ္ဗုတိပရိယေတတိနိဗ္ဗုတိအဲ့ဒီဩနာပေရောရဲ့ချုပ်ရပုံရဆုံးရအဲ့ဒီသဘောကိုရှာပါတဲ့အဲ့ဒီလိုရှာမှဒါလည်းအရိယာပရိယေတနာအနည်းကိုရှာမင်းချင်းဖြစ်နေမယ်ဟုတ်လားဒီတော့ဘယ်နည်းနဲ့ရှာမလဲဤသုံးနည်းပေါ့အလုံးနားလည်နေတဲ့ဒါနရဲ့သီလရဲ့ဘာဝနာရဲ့ဒီသုံးခုနဲ့ပဲရှာရတယ်ဘာဖြစ်လို့လဲပုဂ္ဂိုလ်ရဲ့ဇယိုက်အရာတချို့ကသီလနဲ့အကျင့်ကျင့်ပြီးတော့တန်ရှာဆိုရင်ပြမန်းနေနော်သီလကိုယ်နဲ့တော့အလုံးဖြူစင်အောင်ပါလို့ရတယ်ထိမ့်သိဆောင်းရှောက်အောင်အဲ့တော့ထိမ့်သိဆောင်းရှောက်မှုအလုံးဆိုတာအလုံးပြမန်းတာအောင်အရာတဲ့သိခံရတယ်အဲ့တော့ဒါနကလွယ်လွယ်ကူကူဖြစ်တော့ဒါနလေးနဲ့စဟုတ်တာဒါနပြုခြင်းဖြင့်ဥဒနာဒသေတတ်တဲ့သဘောတွေအပေါ်မှာတွေ့တာမှုကိုတဖြည်းဖြည်းပါလို့ရလဲစွန့်ချနော်ဒါတွေကဥဒနာဒသေတတ်မျက်စိတတ်တဲ့သဘောတွေမသိခင်သာလျင်သူတို့ကိုပါလို့ရလဲအသုံးချလို့ရဟုတ်တယ်မဟုတ်အသုံးချလို့ရသိခြင်းတရားနဲ့ကြုံပြီးနာခြင်းတရားနဲ့ကြုံပြီးကိုအိုခြင်းတရားနဲ့ကြုံပြီးဆိုတော့သူတို့အသုံးချလို့ရပြီလားကိုအိုးနေတာကိုနော်ယောက်ျားနဲ့ဇနီးနဲ့ခင်မွန်းဆိုတော့ခင်မွန်းနဲ့အိုးတော့ဇနီးဝင်ပြီးတော့အစားအိုးပြီးလို့ရပါဘူးမရတော့အဲ့လိုပဲဇနီးနဲ့အိုးတော့ခင်မွန်းနဲ့ကမင်းမအိုးနဲ့မင်းအစားငါအိုးမယ်မင်းအမြဲတမ်းပဲလူပြိုနေပါဆိုအစားဝင်ယူလို့ရပါဘူးမရဘူးနော်ဘယ်တော့မှလုပ်လို့မရနာတဲ့အခါလည်းဒီတိုင်းဒီခန္ဓာကိုယ်ခန္ဓာနာရင်ကိုယ်ပဲခံရတာဘယ်သူမှအစားဝင်လို့မရဘူးတဲ့နော်ဒါကြောင့်ပဲနာယုတ်နဲ့တံဖြစ်ပြဟံကိုအမှန်ဒိဋ္ဌမမြင်ရ၍ဟောနာနဲ့ယုတ်နဲ့နာနှစ်ပါးရဲ့ဖြစ်ပြနေတဲ့အခြေအနေကိုဉာဏ်နဲ့ကောင်းကောင်းမမြင်ရလို့တဲ့ဘာဖြစ်လဲငါထငါထိုင်နော်ငါကံငါသွားငါကြားငါကြည့်ငါသိငါမြင်ဓာတ်ဖြစ်အင်ကိုငါလည်းမုတ်ချမဆွဲကြသည်တက္ကာယဒိဋ္ဌိအစွဲသည်ဟောဖြစ်နေတာကနာနဲ့ယုတ်သဘောကလည်းဖြစ်ပြီးတော့ပြည့်အဲ့ဒါကိုမမြင်တော့ဘာဖြစ်လဲငါကြီးပဲဝင်နေပေါ့နော်ထိုင်တော့လေငါထိုင်နေထတော့လေငါထတယ်သွားတော့လေငါသွားတယ်ကြည့်တော့လေငါကြည့်တာသိတာလေငါသိတာကြားတာလေငါကြားတာအကုန်လုံးဒါကြောင့်ငါထငါထိုင်ငါကံငါကြည့်ငါသိငါမြင်ဓာတ်ဖြစ်အင်ကိုအဲ့လိုဖြစ်နေတာတွေထိုင်တာတွေရောထားတာတွေရောကြည့်တာတွေရောသွားတာတွေရောအကုန်လုံးကဓာတ်ကြီး၄ပါးဖြစ်နေတာတဲ့သူ့သဘောသူဆောင်ပြီးတော့ဖြစ်နေတာအဲ့ဒါမမြင်တော့ဟောနော်ငါပဲဆိုပြီးတော့ဝင်လာတဲ့အပြစ်အမှားဆွဲကြည့်ပါခေါ်တယ်သက်သာရဒိဋ္ဌိပါတဲ့အဲ့ဒါဒီသက်သာရဒိဋ္ဌိကမေတ္တာဘုဒ္ဓဘုံနော်နိဗ္ဗာန်ကိုမမြင်အောင်သူကတားမဉ္ဇဉ်ဘုံဉာဏ်တွေမပေါ်အောင်သူကတားဝိပဿနာဉာဏ်တွေမပေါ်အောင်အဲ့ဒီသက်သာဒိဋ္ဌိကပဲဘာလို့လဲတားအဲ့သူ့ကိုအရင်ဖယ်ထုတ်ရဘူးဝိပဿနာဉာဏ်နဲ့ပေါ့အဲ့တော့ဝိပဿနာဉာဏ်မပေါ်ဘာကြောင့်မပေါ်လဲအဲ့ဒီသက္ကာဒိဋ္ဌိ
အခုအခါတားစီးကအလုံးကြီးမှသွားရှိနေတယ်မဉ္ဇဉ်မှမပေါ်ရင်ဝိပဿနာဝိပဿနာဉာဏ်မှမပေါ်ရင်မဉ္ဇဉ်လည်းမပေါ်မဉ္ဇဉ်မပေါ်တော့ဘုံဉာဏ်လည်းမပေါ်မဉ္ဇဉ်ဘုံဉာဏ်မပေါ်ရင်နိဗ္ဗာန်လည်းမမြင်ဘူးနော်မမြင်ရင်ဘာနဲ့စခန်းသွားနေမှာလဲဆိုအဲ့ဒီကိုနာသိနဲ့ပဲပါလို့နေမယ်စခန်းသွားနေပဲဟုတ်လားဒီအဲ့ဒီအပေါ်မှာဆွဲတဲ့အဆွဲပထမဦးဆုံးဘာနဲ့လုပ်ပါလဲဒါနနဲ့နော်ဒါနနဲ့ဗဟိတအပေါ်မှာဆွဲတာတွေကိုလျှော့ဖိချအဲ့ဒီကနေတစ်ဆင့်ဘာထပ်တို့ရလဲသီလနော်ကိုယ်ကာယအပေါ်မှာထပ်ပြီးတော့တွေ့တာတဲ့အစွဲကိုဘာနဲ့ဆွဲလျှော့ရမလဲသီလနဲ့လျှော့ကိုသိတွေ့တာတဲ့အခါကျအထိမခံဘူးလေဟုတ်လားအကျော်မခံဘူးအထိမခံဘူးအပြောမခံအဆိုမခံဘူးအဲ့ဒါကြောင့်ပြန်ပြီးတော့ဒေါသနဲ့ပြန်တုံ့ပြန်တော့ဘုဒ္ဓဝါဒဝိသုဒ္ဓဝါဒသုဒ္ဓဝါစာတွေဖြစ်ဟုတ်လားပါဏာတိပါဏာအရိဏဒါနာတွေဖြစ်နော်ဒီကာယဤတွေ့တာတော့ကာမဂုဏ်မိစ္ဆာသာရဏိလူရံတွေရတွေဖြစ်မဖြစ်ဘူးလားဒီအဲ့ဒီတော့အဲ့ဒါကိုသီလနဲ့ပါလို့ရတယ်ဖယ်ထုတ်ပါလားဒါကြောင့်သီလအကျင့်နဲ့ဖယ်ထုတ်ရင်းဖြင့်ပရိယေတနာလုပ်ရတယ်။အော်နောက်ဆုံးတစ်ဆင့်နဲ့တော့ဘာဝနာဒီလိုနော်ဒါကြောင့်ဆိုလိုက်ရအောင်အကာဟုပဲအမြဲပွေရှာသံသာစခန်းပင်မလာပါသေကံစွန်ကျဲလူတန်း၍ရှာအနှစ်တွေ့ချမ်းမြေနေကူတာဒါကဒါနနဲ့ရှာတယ်နော်နောက်တစ်ခုဆိုလိုက်အကာကိုပဲအမြဲပွေရှာသံသာစခန်းပင်မလာပါကိုကျင့်သီလထိန်ကြ၍သာအနှစ်တွေ့ချမ်းမြေနေကူတာအဲကိုကျင့်သီလကိုထိန်သိမ်းဆောင်ရှောက်ပြီးတော့နေတာလည်းပဲအနှစ်ကိုရှာဖွေနေခြင်းပဲတဲ့နော်အရိယာပရိယေတနာခိုင်တော်တစ်မျိုးဆိုအတာကိုပဲအမြဲပွေရှာအန္တာစခန်းပင်မလာပါခန္ဓာကိုယ်တွင်ဉာဏ်တွင်ပွေရှာအနှစ်တွေ့ချမ်းမြေနေကူတာဒါကဘာနဲ့ရှားတယ်လဲဘာဝနာနဲ့ရှားတယ်ဘာဝနာနဲ့ရှားပြီးဆိုတော့မိမိတို့ရဲ့ခန္ဓာကိုယ်ကြီးအစ္ဆဒကာယကြီးအပေါ်မှာဉာဏ်ပွင့်ပြီးတော့ဘာလို့ရမလဲဝေရှာရပါလိမ့်မယ်ရှားပွေရပါလိမ့်မယ်နော်ရုပ်ကိုယုံမှန်းသိအောင်နာကိုနာမှန်းသိအောင်အဲ့ဒီယုံနာတို့သည်အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ဖြစ်နေတာကိုသိအောင်နောက်ဆုံးအကြောင်းအကျိုးအနေနဲ့ဖြစ်ပြပြီးတော့ပေါ်လွင်နေတဲ့ဒီယုတ်တရားနန္တရားတို့သည်ခဏမစဲတဲ့သေးဖြစ်ပြီးတော့ပြည့်နေတယ်ပေါ်လာပြီးတော့ကွယ်ပြောက်နေတယ်ဆိုတဲ့အနိစ္စအချက်ကိုပေါင်းစွာမြင်အောင်ဒီခန္ဓာကိုယ်နဲ့ပါလို့ရမလဲဉာဏ်သွင်းပြီးတော့ဝေရှာရမယ်ဘယ်လိုဝေရှာနိုင်ရင်တကယ်အနှစ်ကိုတွေ့ပြီတဲ့အရိယာပရိယေတနာဖြစ်ပြီဟုတ်လားဒါကြောင့်အတ္တနာမိမိတို့ကိုယ်တိုင်ကသရဓမ္မောမာနောဘုဒ္ဓတဲ့သဘောတည်းရှိနေသည်ဖြစ်တဲ့အတွက်ကြောင့်ယာရိဓမ္မောမနောနာတတ်တဲ့သဘောတည်းရှိနေသည်ဖြစ်တဲ့အတွက်ကြောင့်မရဏဓမ္မံသမနောသေတတ်တဲ့သဘောတည်းရှိနေသည်ဖြစ်တဲ့အတွက်ကြောင့်သရဓမ္မံဗျာရိဓမ္မံမရဏဓမ္မဩဒနာတသေတတ်တဲ့သဘောတရားတွေကိုအာတိကတဝအပြည့်တင်မြင်အောင်ရှုပြီးတော့အဇရံအိုခြင်းကင်းသောအပြာတိနာခြင်းကင်းသောအမတံသိခြင်းကင်းသောယောဂေသေမယောဂလေးဖြာတို့၏ဂုံရဖြစ်သော
နေဗုဒိဒုက္ခခမိတ်တို့ရဲ့ချုပ်ငြိမ်းရာဖြစ်တဲ့အမေကတတနိဗ္ဗာန်မြတ်ကိုပရိယေပင်လူကောင်းစွာမသွေရှားပြီးနိုင်ကြပါစေကုန်သတည်း